ကဲမျိုးတို့ရဲ့ကျွန်တော်ဒီနေ့နေကောင်းရင်နော်ကျွန်တော်ရဲ့ကိုယ်ထဲ channel လေးကိုဝင်ကြည့်သွားရမျိုးရေးဆိုလဲကျွန်တော်ရဲ့အောင်မြင်မှုကိုသိပါလိမ့်မယ်။ငါကဆိုရင်ကျွန်တော်က932ကီးနဲ့တဲ့အခွေလေးအောင်ပါတယ်။ညနေရဆိုရင်တော့ကျွန်တော်ကပတ်တီးမှာ6ပတ်တီးကိုမှ4ပတ်တီးနဲ့ထပ်ပြီးတော့အောင်ပါတယ်။မနက်ဖြန်24ရက်2လပိုင်း2026ရက်နေ့နေကုန်သားပတ်တီးကိုလည်းကျွန်တော်စူးစမ်းပြီးတော့ထက်ချထားပါတယ်။ကျွန်တော်ရဲ့ကိုယ်ရဲ့ဒုတိယ channel လေးကို subscribe လက်မလေးနဲ့လည်းဝင်ရပေးကြပါအောင် subscribe လေးမနှိပ်ရသူတွေနှိပ်ပေးကြပါအောင်လို့ကျွန်တော်မေတ္တာရက်ခံပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်ရဲ့ဒုတိယ channel လေးကနော်ကျမဲကျွေညီကိုမောင်မအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ရဲ့ကိုယ်ရဲ့ channel လေးကနေအားလုံးပဲတဦးတယောက်မကြမ်းစိတ်ရမ်းပါရင်ကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိကြပါစေအသက်ရှူတိုင်းမှာလည်းငွေဝင်ကြပါစေလောက်ကင်စီးပွားရေးလည်းတိုးတက်အောင်မြင်ကြပါစေဖဖမဆင်ပြပါစေလို့ဆုမွန်တော်တောင်းရင်းနဲ့ပဲကျွန်တော်ရဲ့လာရုပ်ဗီဒီယိုလေးကိုစတင်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းတဲ့ခံရောက်ပြည့်စုံကြပါစေအားလုံးပဲလူရင်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့လာရုပ်ဗီဒီယိုလေးရပြီးတော့သတင်းကောင်းစကားများကြားနိုင်ပါစေလို့ကျွန်တော်ဆုမွန်တောင်းလိုက်ပါတယ်ကျွန်တော်အခုမှစတွေ့ဘူးတည်ဘူးရဲ့အကိုရီအမတွေကကျွန်တော်6မိနစ်တောင်မရှိတဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုသွားပါဦးလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာရှိရောမင်္ဂလာပါလို့လည်းမှန်သွားပေးကြပါဦးလက်မလေးမနှိမ့်ရသေးတယ်လက်မလေးနှိပ်ပေးကြပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးလို့ကျွန်တော်ကမေတ္တာရက်ခံပါတယ်ကျွန်တော်ကိုတယောက်တည်းကိုပဲမြင်တင်နိုင်တဲ့ဆိုရဲစိတ်ဆန္ဒမပါဘဲနဲ့နေ့စဉ်ကျွန်တော်ဘက်ကမြည်ရောဗီဒီယိုလေးတွေကိုအများဆုံးအားမြင်တွေ့အောင်လို့ဆက်လက်တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်လည်းမျှဝေပေးကြပါဥပမာဗျာမျှဝေလို့ရရင်တော့ Telegram Viber Facebook Messenger တို့မှာလည်းကိုယ့်ရဲ့တငယ်ရင်းတွေကိုပြန်လဲမျှဝေပေးလို့ရပါတယ်အားကျွန်တော်ရဲ့ channel လေးကိုဒီ channel လေးမှာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဝင်ရပေးကြပါလက်မလေးလည်းနှိပ်ပေးကြပါ subscribe လုပ်ရတဲ့သူတွေလည်း subscribe လုပ်ပေးကြပါတော့မနက်ဖြန်အတွက်24ရက်နေ့2လပိုင်း2026ရက်နေ့အတွက်ကျွန်တော်ဝိုင်းချင်းနဲ့တကွက်ကောင်းကိုကျွန်တော်တင်ပေးပါပါဗီဒီယိုချိန်လေးမှာတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့ပါဗီလေးနဲ့ကုန်တယ်ဆိုပြီးတော့ကြော်သွားမျိုးရေးကြည့်ရမျိုးမလုပ်ပါနဲ့အဆုံးထိလိုက်ယူကြည့်ပေးပါကျွန်တော်တွင်ရင်လိုရင်ပဲပြောပြမှာဖြစ်ပါတယ်တော့ရဲ့ဗီဒီယိုအကျိုးရှိမဲ့တင်တော့ခဏပြောသလိုပဲအဓိကအချက်လေးတွေကိုသူသားပေးပြီးတော့လှုပ်သွားစေချင်ပါတယ်ကျွန်တော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဏ္ဍလေးကိုပြောပြမယ်ပြောပြခင်မှာမိတ်ဆွေတို့ကိုရီမတွေစာအုပ်လေးနဲ့ပဲပြပြမှတ်သားလို့ရတဲ့နေရာမှာကျွန်တော်ရဲ့ကဏ္ဍလေးကိုလိုက်မှတ်သားပေးပါကျွန်တော်ကဏ္ဍလေးပြောပြမယ်နောက်မှအတွက်ကျွန်တော်ဝမ်းချင်းရတော့16ဝမ်းချင်းဖြစ်ပါတယ်ဝမ်းချင်းရ16ဝမ်းချင်းဖြစ်ပါတယ်16ဝမ်းချင်းမှာတစ်ကိုကြိုက်တဲ့ညီကိုတွေအမတွေအကိုတွေကကျွန်တော်ဈေးဘိုးလေးပေးသွားပါမယ်ဈေးဘိုးလေးကိုလိုက်မှတ်ပေးထားကြပါဈေးဘိုးလေးက1နဲ့ပတ်သက်ရင်10 15 18 19ပါကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပါမယ်ခင်ဗျာ1နဲ့ပတ်သက်ရင်10 15 18 19ပါဗျာတင်းနဲ့ကြိုက်တဲ့ညီကိုတွေတို့ပါတော့ဈေးဘိုးလေးပေးပါတက်ကိုမှမကြိုက်ဘူး6ကိုမှကြိုက်တယ်ဆိုတဲ့ညီကိုတွေတို့ကျွန်တော်6အတွက်ဈေးဘိုးထပ်ပေးပါမယ်တေချာမှတ်သားပေးပါ6အတွက်ဈေးဘိုးကတော့60 65 68 69ပါတော့နောက်တော့ထပ်ပြောပါမယ်ဗျာ6အတွက်ဈေးဘိုးက60 65 68 69ပါဒါတော့ဝမ်းချင်းအတွက်ပေးတာပါအဲ့လိုမှမဟုတ်ဘူးဗျာ16နဲ့တခါအပြီးပေါက်ဆော့ကျင်တယ်ဆိုရင်တော့ကျွန်တော်ကီးထုတ်ထားပါတယ်ကီးက429ပါ16နဲ့လည်းတွဲဆော့လို့ရပါတယ်အော်အပြီးပေါက်ခွေပါအဲ့ဒီပြောပြရင်တော့တကွာကောင်းပေးပါမယ်တော့လက်မမင်္ဂလာရှိအောင်လို့လက်မမင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့လည်းမှန်းသွားပေးခဲ့ကြပါဦးလက်မလေးလည်းနှိပ်သွားပေးကြပါဦးsubscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်သွားပေးခဲ့ကြပါဦးတော့အဲ့ဒါကျွန်တော်တကွာကောင်းပြောပြပါမယ်တကွာကောင်းကတင်းနဲ့ပတ်သက်လို့ရှိရင်တကွာကောင်းက1နှစ်ပါ
တခြားလိုက်မှတ်ပေးပါတကွာကောင်းကတင်းနဲ့ပတ်သက်ရင်1နှစ်ပါ6နဲ့ပတ်သက်လို့ရှိရင်တော့တကွာကောင်းက63ပါတခြားမှတ်ပေးပါတကွာကောင်းက6နဲ့ပတ်သက်ရင်63ပါခင်ဗျာ1နှစ်နဲ့63ပါတကွာကောင်းပါအကြိုက်ရင်းတူရဆိုရင်တော့တင်ထိုးပါတို့ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးသွားခဲ့ကြပါဦးလက်မလေးလည်းထောင်ပေးခဲ့ကြပါဦး okay လို့လည်းတယောက်တစ်ကြောင်းစီမှတ်ပေးရပါဦးလို့ကျွန်တော်ကမေတ္တာရက်ခံပါတယ်တို့ရဲ့ဗီဒီယိုဖိုင်လေးကဒီတော့ပါခင်ဗျာအားလုံးပဲတက်တာပါ